Hello အားလုံးပဲမင်္ဂလာပါကျွန်မမမေညပါရှင်ဒီနေ့ဒီမှာကျွန်မ sharing လုပ်ပြီးကျွန်မတို့အခုဒီ2025နှစ်ဟောင်းကုန်တော့မယ်ပေါ့နော်နောက်ဆုံးရဲ့ဒီနှစ်တစ်နှစ်ရဲ့နောက်ဆုံးလကိုရောက်နေပြီအဲဒီအတွက်ကြောင့်မို့လို့ကျွန်မကအခုဘာလုပ်နေလဲဆိုတော့ကျွန်မ2025တစ်နှစ်တာလုံးကျွန်မကို review မိပြန်လုပ်နေတယ်အဲ့ဒီအပြင်မှာကျွန်မကဘာလုပ်နေလဲဆိုတော့အခု2026အတွက်လူကျင်နာလေးတွေကိုချရေးနေရပေါ့နော်ချရေးနေတဲ့အခါကျတော့ဒီမှာဒါကျွန်မရဲ့ idea လေးပေါ့နော် idea ကဘယ်ကနေရတယ်လဲဆိုတော့ဒီလိုမျိုးရေးဖို့ပုံမှန်တော့ကျွန်မကရိုးဒီလိုပဲစာရွက်ပေါ်မှာပဲချရေးရပေါ့နော်ဒီလိုပဲအတန်းလိုက်ရေးရပေါ့ဒါပေမဲ့ဒါလေးကိုမနေ့ကတော့ကျွန်မဒီဖုန်းသုံးရင်းနဲ့ပေါ့နော်ဒီနိုင်ငံခြားတယောက်ကဒီလိုမျိုးလေး share တာနေတော့ဒီလိုလေးကွက်လေးကိုသတိရသွားတယ်သူ့စီကနေ idea လေးရပြီးတော့အခုကျွန်မ2026တဲ့ကျွန်မလူချင်တဲ့အရာလေးတွေကိုကျွန်မကအခုplan ချနေပေါ့နော် plan ချတဲ့အခါမှာပြောရမယ်ဆိုရင်ကျွန်မ manifest လုပ်ဖို့ပေါ့နော်ကျွန်မလူချင်တဲ့အရာတွေကျွန်မဘဝတွေကိုကျွန်မလူချင်တဲ့အရာတွေထိရောက်နဲ့မြင်ဆန်းဆန်းတလွယ်ကူတက်တောင့်တတာရစေခြင်းတဲ့အတွက်ရောက်စေခြင်းတဲ့အတွက်ကျွန်မကဒီလိုမျိုးလေးလုပ်နေတယ်ပေါ့နော်ဒါမျိုးလောက်တာလဲကျွန်မကလောက်ရှိပြီနှစ်ပေါ့နော်နှစ်တိုင်းမှာကျွန်မ plan လေးချခဲ့တယ်ပြီးရင်နှစ်ကုန်မှဆိုရင်ကျွန်မပြန်ပြီး review မိလုပ်တယ်ကျွန်မဘာတွေ achievement ပေါ့နော်ကျွန်မအရာလဲဘာတွေကကျွန်မအတွက်မလုပ်ဖြစ်လိုက်လဲဘာတွေကရည်မရွယ်ထားပဲနဲ့လုပ်ဖြစ်လဲဆိုတာကျွန်မကိုသုံးသပ်မိရပေါ့နော်အခုလဲ2026ပဲကျွန်မကြိုပြီးတော့ plan ချနေတယ်တနည်းအားဖြင့်ဒါ planner ဘုတ်ပုံစံပေါ့ planner ဘုတ်ကိုကို့မှာရှိတဲ့စာအုပ်လေးနဲ့ကိုplan ဘယ်လိုလုပ်မလဲပေါ့နော်ကိုရဲ့2026ခရီးအတွက်လူချင်တာတွေဖြစ်ချင်တာတွေကိုရဲ့ life goal plan တွေကိုဘယ်လိုချမလဲဆိုတာလေးကိုကျွန်မဒါ sharing လုပ်ပေးရပါတော့အခုဒါကျွန်မကအရင်ဆုံးကျွန်မလူချင်တဲ့ဟာဒီမှာ2026ဒါကိုလူချင်တဲ့အရာဒါအသေးစိတ်ရေးမယ်ဘာတွေလူချင်လဲဆိုတာပေါ့နော်အတိအကျရေးမယ်ပြီးလို့ရှိရင်ဒီမှာကကိုလူချင်လို့အတွက်ထိုင်ဆူတောင်းနေမရကျမတို့ဘာ action plan တွေလုပ်ရမလဲဆိုတော့ action ပါမယ်နောက်တစ်ခုကဟုတ်ပြီကျမတို့ဒါကိုလူချင်တာကိုရေးပြပါဆိုရင်ကျမတို့ဒီဟာပေါ်မှာကျမတို့ရဲ့အစိုးမြင်စိတ်ပေါ့နော်ဒါမှမဟုတ်ရင်မကောင်းတဲ့အတွေ့ဒါမှမဟုတ်ဗလိ mindset တွေဘယ်လောက်ရှိနေလဲဆိုတာကိုလည်းချရေးမယ်ပေါ့နော်အဲ့ဒါတွေချရေးပြီးလို့ရှိရင်ကျမတို့ကွက်ကွက်ကွင်းကွင်းမြင်သားပြီးကျမတို့လူချင်တဲ့အရာပေါ်မှာကျမတို့ယုံကြည်မှုတွေဘယ်လောက်ရှိတယ်ပြင်းပြမှုတွေဘယ်လောက်ရှိလဲဆိုတော့အဖြေပေါ်လိမ့်မယ်ပေါ့နော်ဒါလေးကကျွန်မဒါနမူနာပုံစံလေးပြထားတာကျွန်မရေးတော့မှပြီးရေးတာလေးလည်းကျွန်မနမူနာလေး